အကျွေးနဲ့ပတ်သက်ပြီးအခက်အခဲတွေမဖြစ်ရလေအောင် YBS ကတ်ကိုစောင့်နှားတင်တယ်နော် အမကျွေးလိုက်ရေဝါ Trusty Pay နဲ့ YBS ရဲ့ YBS ကတ်တွေနှစ်သက် promotion အစီအစဉ်တွေရှိရဆိုတာကိုသိပြီးပြီလား Trusty Pay နဲ့ YBS ရဲ့ collaboration YBS ကတ်တွေမလုပ်ရသေးရင် promotion အစီအစဉ်တွေရှိအောင်တစ်ခါတည်းလုပ်ထားလိုက်အောင်နော် YBS ကတ်လုပ်ထားပြီးသားဆိုလို့ရှိရင်လည်းအခြားကျိုးခံစားမှုရှိအောင်ပါနော် ဒီမှာလေးရေ Trusty Pay နဲ့ YBS ရဲ့နှစ်သက် promotion ကဘာလဲရင် Trusty Pay နဲ့ YBS ကတ်ရဲ့အထူး promotion အစီအစဉ်ဆိုတာ YBS ကတ်မလုပ်ရသေးပဲအခုမှစလုပ်မဲ့သူတွေအတွက် YBS ကအသစ်စလုပ်တာနဲ့ကတ်ရှင်မြန်မာငွေ1000ကျပ်ထရာနဲ့9000ကျပ် bonus ရရှိမဲ့ခွင့်ရဖြစ်ပါတယ် YBS ကတ်လုပ်ထားပြီးသားသူတွေကတော့ Trusty Pay နဲ့မြန်မာငွေ1000ကျပ်တော့ပတ်လုပ်ရုံနဲ့2000ကျပ်တန်ကူပွန်ရရှိမှာဖြစ်ပါတယ်ကူပွန်တွေကို Trusty Pay မှတ်ချက်မှာဈေးဝယ်တဲ့အခါအသုံးပြုလို့ရှိရင်ရှော့ဈေးရရှိမှာဖြစ်ပါတယ်နောက်ပြီး Trusty Pay သုံးပြီးဖုန်းပေမိကြပြီးဆောင်မယ်ဆိုလို့ရှိရင်လည်း 5% discount ရရှိအောင်ပါနော် Trusty Pay application ကို download ပြုလုပ်ချင်တယ်ဆိုရင် download QR လေးကို scan ဖတ်ပြီးတော့ပြလုပ်နိုင်ပါတယ်ရှင် အော်ဟုတ်လားဒါဆိုရင် Trusty Pay နဲ့ YBS ရဲ့ကတ်တစ်ကိုအခုပဲအမကတ်ချင်လို့သွားလိုက်တော့မယ်နော် ပတ်စံလုံးလောက်ပါ Trusty Pay နဲ့ YBS ရဲ့နှစ်သက်ကတ်များကိုပြုလုပ်ပြီး bonus များရယူကပျော်ရွှင်စွာခီးစဉ်များကိုဖြတ်တန်းလိုက်ပါယုံကြည်အားကိုးစွာ၍ Trusty Pay